ถวายความนอบน้อมแด่พระผู้มีพระภาคเจ้าด้วยการกล่าวนะโมตัสสะพร้อมกัน3 ครั้งนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะขอเจริญพรสาธุชนทุกท่านก่อนที่จะแสดงธรรมอาตมาจะสวดพระคาถาที่เป็นพุทธวันธนาด้วยภาษาบาลีบุโดโบดายาติติติตันโตโยธรรมทายาสาธรรมทายาตันโตธรรมันติโนวาตรณายาสานิบุโดนิบานัฏฐายาตันโลกาตรณันนมิโลกาตรโนโลกาตุมาอิโกဇာယတဆုဖြစ်တော်မူသောယောနာကိုဗုဒ္ဓနာဂမိရောယတိအစိမ့်တေယတုထခြင်းမြတ်စွာဘုရားသည်ဘုဒ္ဓသစ္စာလေးရင်ကိုယ်တော်တိုင်ထိုးထွင်းသိမြင်တော်မူပြီးဖြစ်၍ဘောဓာယစာချထိုက်တာသူဘိုလ်ဘိုလ်လူတို့ကိုတူထင်လင်းသိကြပါစေခြင်းကြိုးငါ၎င်းတန်တော်ကိုယ်တော်ကပင်ယင်ကြည်တော်မူပြီးဖြစ်၍ဓမ္မထာယစာချထိုက်တာသူဘိုလ်ဘိုလ်လူတို့ကိုတူမဲ့ယင်ယင်ကြည်ကြစေခြင်းငါ၎င်းတန်တော်ကိုယ်တိုင်ကပင်ကိလေသာဟုပုခတ်သိငြိမ်တော်မူပြီးဖြစ်၍သမ္မထာယစာချထိုက်တာသူဘိုလ်ဘိုလ်လူတို့ကိုတူမဲ့ယင်ကိလေသာပူငြိမ်ကြပါစေခြင်းငါ၎င်းဒိနောဝတန္တယာနဝံကရကြံကိုကုသထုတ်ချောက်ကိုယ်တော်တိုင်ရောက်ပြီးဖြစ်၍သာလျှင်တရဏာယစာကိုယ်တော်ထတုချွတ်ထိုက်သူတို့နေဘူးသာဝံမှာပဲခံသို့ကုသထုတ်ချောက်ရောက်ကြပါစေခြင်းကြိုးငါ၎င်းနေဘူးတော်ကိလေသာပြိနိဗ္ဗာန်ဝင်ဆံယုတ်သိကိုယ်တော်တိုင်အေးငြိမ်တော်မူပြီးဖြစ်၍နိဗ္ဗာနထာယစာကိုယ်တော်ထတုဝေနေလူတို့ပုခတ်သိငြိမ်ကြပါစေခြင်းကြိုးငါ၎င်းဓမ္မနေစဉ်လေးနဓမ္မစကုဒေတိတိကရုဏာရှိထာမေတ္တာဖြင့်ဟောကြားတော်မူခဲ့ပါပေ၏လောကတရဏံလောကသုံးပါးဤကိုးစားရာတဆုဖြစ်တော်မူသောတဏ္ဍာကံဗုဒ္ဓနာဂမိရောယတိအစိမ့်တေယတုထထုမြတ်စွာဘုရားကိုနမေနမာမိကိုနှုတ်နှလုံးသုံးစုံပြောင်းပြောမံကိုလျှော့၍ကတော်မြတ်နိုးလက်ဆုံးမိုး၍ရှိခိုးညွတ်ပါ၏မြတ်စွာဘုရားမြတ်စွာဘုရား